ဇွန်ဘီတွေအုပ်လိုက်ကြီးငါတို့ကိုဝိုင်းတိုက်နေပြီးသူတို့ကိုအပြီးပိုင်အပြည့်ရှင်းပြမှရတော့မယ်ဒါပေမဲ့အဲ့ဒီလိုအနိုင်တိုက်နိုင်ဖို့ဆိုရင်ငါတို့ရဲ့အာကာသစခန်းကိုအရင်ဆုံးအဆင့်မြင့်တင်ဖို့လိုတယ်အဲ့ဒါပြီးမှပဲဇမ်ဘီတွေကိုကောင်းကောင်းကင်တွယ်နိုင်မှာဒါနဲ့ဘာတွေဖြစ်ကုန်တာလဲဟိုဇမ်ဘီကြီးကဘယ်ကနေရောက်လာတာလဲသူကတာမန်ဇမ်ဘီတွေထက်တွေးပုံများနေတော့ငါတို့သူ့ကိုနိုင်ပါမလားတော့မသိဘူးဒါပေမဲ့ငါအစွမ်းကုန်စူးစမ်းကြည့်မှာပါအရင်ဆုံးစခန်းမှာရှိတဲ့တနက်တွေကိုအကုန်လုံးအဆင့်မြင့်လိုက်ရအောင်ကန်ကောင်းချင်တော့အဲ့ဒါကတကယ်အလုပ်ဖြစ်သွားပြီးဟိုဇမ်ဘီကြီးကိုတားဆီးနိုင်ခဲ့တယ်အခုဆိုရင်တော့ဇမ်ဘီတွေစီကကြာလာတဲ့ရွှေတင်ကားပြားတွေကိုလိုက်သိမ်းလို့ရပြီပေါ့ငါတို့ရဲ့လက်နက်တွေကအရန်စွမ်းထက်နေတော့ဇမ်ဘီအသေးလေးတွေဆိုငါတို့စခန်းတော့မတက်နိုင်တော့ဘူးဟောပုံမှန်ကြည်စမ်းကြိုသားတွေဘဲကနေဘလို့ရောက်လာမှန်းမသိဘူးသူတို့ကကဘာပေါ်ကဇမ်ဘီတွေကိုလိုက်တိုက်နေကြတာအဲ့ဒီလိုတော့အဖြစ်မခံနိုင်ဘူးလေဒါကြောင့်ငါတို့ဇမ်ဘီတွေဘက်ကနေကူတိုက်ပြီးသူတို့ကိုနောက်တစ်ဆင့်ထိရောက်အောင်အဆင့်မြင့်လုပ်ပေးလိုက်ရအောင်အခုဆိုငါတို့ရဲ့ဇမ်ဘီတွေကတကယ်ကိုအစွမ်းထက်သွားပြီးဒီဇမ်ဘီတွေနဲ့ဆိုရင်ကြိုသားတွေကိုအနိုင်ယူနိုင်မယ်လို့ထင်တာပဲဒါပေမဲ့ပြဿနာတစ်ခုရှိတာကအဲ့ဒီကြိုသားတွေကပြန်ဝဲနေတော့ဇမ်ဘီတွေကလိုက်ခတ်လို့မရဘူးဖြစ်နေတယ်ပြီးတော့အဲ့ဒီကြိုသားတွေကသူတို့ရဲ့ရင်ပြန်ကိုလည်းအဆင့်မြင့်လိုက်ကြသေးတယ်အခုဆိုရင် drone တွေပါတုံးပြီးငါတို့ရဲ့ဇမ်ဘီတွေကိုလိုက်တိုက်နေပြီးဇမ်ဘီအများစုကအုံနောက်မရှိတော့ကြိုသားတွေရန်ကနေဘယ်လိုပုံရမလဲဘယ်လိုရှောင်ရမလဲဆိုတာမသိကြဘူးငါတို့မှပြန်တိုက်ဖို့လမ်းစာမရှိတယ်လို့ဖြစ်နေပြီးထိုင်နေတဲ့ဘဲအုပ်လိုပဲအဖြစ်ခံနေရတာကိုငါလုံးဝမကြိုက်ဘူးအဲ့ဒီပြန်တန်းနေတဲ့ကြိုသားရင်ပြန်ကိုပြစ်ချနိုင်မဲ့နီလန်းများရှိမလားပြောခဲ့ကြပါဦး